မိုးအေးအေးလေးမှာစောင်းလေးခြုံနေနေပေါ့နော် fit လေးဖက်ရင်စောင်းကြိုက်လို့ရမယ် so sweet ချိုမြနေတဲ့ fit လေးညှိုးပေးပါမယ်လုံးဝမငိုရဘူးပေါ့နော်ဒီ fit ကတနားရင်တော့ငိုရမယ်ထင်တယ်ရမငိုရဘူးဒီ fit ဖက်တဲ့ချိန်မှာရတယ်တွားပြီးဖိုက်ခဲ့ရပါတော့အဲ့တော့ရညွှန်းကျင်တဲ့ fit ကစာရေးသူခင်ကောင်းပေါ့နော်ခင်ကောင်းရေးထားရင်ငိမ့်ဆိုရဲဒီ fit လေးပေါ့နော်ဒါက web pack မှာလည်းရှာဖတ်လို့ရတယ်မဟုတ်ဘူးဆိုလို့ရှိရင်စာအုပ်လေးထွက်ပြီးပြီရမှာတော့စာအုပ်မရှိဘူးရ web pack ကနေပဲဖတ်တာအရှမ်းမိုက်တယ်အဲ့လိုမျိုးကြိုက်ခဲ့ရတယ်ဘယ်လိုမျိုးလဲဆိုတော့ဇလန်ကဒီအရာရှိကောင်းလေးတယောက်ပေါ့နော်ဒီ line set ဆိုတဲ့အရာရှိကောင်းလေးအသက်30ကျော်နေပြီဖြစ်တဲ့အရာရှိကောင်းလေးတယောက်ကသူ့လောက်ကနေထွက်ပြီးတော့သူ့အိမ်ကိုသူပြန်တဲ့intro လေးနဲ့စဖွင့်တာပေါ့နော်ဒီကောင်လေးကကြတော့သူ့မှာ trauma ရှိရဲသူ့ရဲ့ဒီလိင်စိတ်တိမ်မှုနဲ့ပတ်သက်ပြီးတော့သူ့မိသားစုပေါ့အဓိကသူ့အဖေကသူ့အရင်အပြစ်တင်တယ်အဲ့အတွက်သူကအမြဲသူ့ရဲ့ဆန္ဒတွေသူဖြစ်ချင်တာတွေကိုချိုးနှိမ်ပြီးတော့သူဘယ်လိုလဲ insecurity အများကြီးနဲ့နေခဲ့ရတဲ့ character တစ်ခုပေါ့နော်အဲ့အချိန်မှာသူ့အဖေသေသွားပြီးတော့သူ့အမေကသူ့ပြန်ခေါ်တယ်ပြန်ခေါ်တဲ့အချိန်မှာသူအလုပ်ထွက်ပြီးတော့သူရန်ကုန်ပြန်သွားတယ်ပေါ့နော်ရန်ကုန်ပြန်သွားတဲ့အချိန်မှာဒီသူ့အမေကမိဘတို့ကိုတရားရှိရတာယောက်ျားပေးစားလိုက်ပါတယ်ယောက်ျားပေးစားလိုက်တဲ့အချိန်မှာမန္တလေးမှာရှိရဲသူ့ထက်အသက်13နှစ်လောက်ငယ်ရဲပေါ့နော်ငိမ့်ကြည့်ဆိုတဲ့ကောင်လေးနဲ့ပေးစားလိုက်တယ်ကောင်လေးကချစ်စရာလေးလို့ဖြစ်လေးနဲ့အသားမျိုးစိမ့်စိမ့်လေးပေါ့နော်အဲ့လိုမျိုးရေးထားတယ်ပေါ့အဲ့မှာသူတို့လက်ထပ်ပြီးသွားတဲ့အချိန်မှာငိမ့်ကြည့်နေရဲမန္တလေးကိုနိုင်ဆက်ကသွားတာပေါ့လိုက်ပြီးနေရပါပေါ့နော်စတုံးနောက်ရောက်မှာပေါ့လိုက်ပြီးနေတဲ့အချိန်မှာနှစ်ယောက်ကြားမှာဒီဖြစ်လာတဲ့ဒီလက်ထပ်ပြီးတော့ဖြစ်လာတဲ့ဒီခံစားချက်တွေတိုးပွားလာတဲ့ဒီချစ်ချင်းမြတ်တာတရားတွေကိုတေချာပြထားရဲပြီးတော့ဒီ insecurity တွေအများများရဲ့ပြီးတော့ trauma တွေအများများရဲ့ line set ကိုငိမ့်တီးရဒီသူ့ရဲ့ချစ်ချင်းတရားတွေနဲ့ပဲဒီသူ့ရဲ့ insecurity တွေ trauma တွေကိုကုသပေးတဲ့ပုံစံလိုမျိုးလေးရေးထားတာပေါ့နော်ဒီဇာတ်လမ်းလေးကအရန် sweet ဖြစ်တယ်ပြီးတော့ဒီမန္တလေးမှာရှိတဲ့ဒီအစားအသောက်တွေဆိုင်တွေပြီးလို့ရှိရင်မန္တလေးမှာရှိတဲ့ဒီနေရာနှလှတွေပေါ့နော်အဲ့ဒါကိုတိတ်ချာဒီခင်ကောင်းဆိုရဲဒီစာရေးဆရာအတိချာရေးထားတယ်ပေါ့နော်အဲ့ဒါတော့တော်တော်သဘောကျတယ်ပြီးလို့ရှိရင်ဒီသူတို့နောက်ဆုံးကမ်းမှာပြောသွားတဲ့ဇလံစာသားလေးပေါ့ဒီဥပိန်တရားကိုနှစ်ယောက်လက်တွဲပြီးဖြတ်တဲ့အချိန်မှာအဆုံးထိငိမ့်နေပဲဆိုတော့ဒီစကလုံးလေးကိုအရန်ကြိုက်တယ်ပေါ့နော်အရန်မိုက်တယ်ရမ်းမိုက်တယ်ဖတ်ကြည့်ပါအဲ့တော့ဒီဟာကဝက်ပတ်မှာလည်းရှာလို့ရတယ်ဒီမှာပေါ့ဒါအခုရှာထားဖတ်ကြည့်ကြပါလို့ပြောချင်ပါတယ်